မနက်ခင်းမှာစိတ်ကြည်လင်လန်းဆန်းနေဖို့ဆိုတာတနေ့တာလုံးရဲ့စွမ်းဆောင်ရည်အတွက်လွန်ရေးကြီးပါတယ်အိယာနိုးတာနဲ့စိတ်ကိုပေါ်ပါသွားစေမဲ့နေလင်ကောင်း၅ချက်ကိုဖော်ပြပေးလိုက်ပါတယ်တဤတဖန်ခွက်အရင်တော့ပါညဘက်အိမ်နေစမှာခန္ဓာကိုယ်ရေဓာတ်ကုန်ခင်းသွားတတ်ပါတယ်နိုးနိုးချင်းရေတဖန်ခွက်တောက်ပေးတာဟာခန္ဓာကိုယ်ရင်းခလီစာတွေကိုအလုံးလုံးဖို့နိုးစပေးလို့ဦးနောက်ကိုလည်းချက်ချင်းကြည်လင်သွားစေပါတယ်နှစ်ဖုံးကိုအနည်းဆုံးမိနစ်30ခန့်ဝေးထားပါနိုးနိုးချင်းဖုံးတဲ့ကဆိုရှယ်မီဒီယာတွေသတင်းတွေဒါမှမဟုတ် locase email တွေကိုကြီးလိုက်ခြင်းကစိတ်ဖိစီးမှုကိုချက်ချင်းမြင့်တက်စေပါတယ်ကိုအချိန်ပေးတဲ့အနေနဲ့မနက်ခင်းရဲ့ပထမဆုံးမိနစ်30ကိုဖုံးမပါပဲဖြတ်တန်းကြည့်ပါကိုလက်လှုပ်ရှားမှုအနည်းငယ်လုပ်ပါပြင်းထန်တဲ့လေ့ကျင့်ခန်းတွေမဟုတ်တောင်မှအကျော်ဆန်တာရှင်းနေထရစ်ဒါမှမဟုတ်9မိနစ်ခန့်လမ်းလျှောက်တာမျိုးလုပ်ပေးပါဒါဟာသွေးလည်ပတ်မှုကိုကောင်းမွန်စေပြီးအိတ်ချင်မှုတူးဖြစ်နေတာတွေကိုပြေပြောက်စေပါတယ်လေအလင်းရောင်နဲ့လေကောင်းလေတန့်ရရှုပါလိုက်ကာတွေကိုဖွင့်ပြီးနေအောင်ကြီးကိုခံယူပါဒါမှမဟုတ်ခြံရင်းပေါက်ဖွင့်ပြီးလေကောင်းလေတန့်ရှုသွင်းပါတဘာဝလင်းရောင်ဟာခန္ဓာကိုယ်ရဲ့ဇီဝနာယီကိုနိုးဆက်ပေးလိုက်လို့ဖြစ်လို့စိတ်ကိုပိုပြီးတက်ကြလန်းဆန်းစေပါတယ်ငါကျေးဇူးတင်စရာ၃ခုကိုစဉ်းစားပါအိယာတွေကမှတခင်ဒီနေ့မှာကိုယ်ပိုင်ဆိုင်ထားတဲ့အရာတွေတဲ့ကျေးဇူးတင်စရာကောင်းတဲ့အချက်၃ချက်ကိုခါလောက်အာယုံပြုကြည့်ပါဒီလိုစိတ်ထားမျိုးနဲ့စတင်တာစိတ်ကိုအကောင်းမြင်စိတ်ဖြစ်ပေါ်စေပြီးပေါ်ပါတဲ့ခံစားချက်ကိုပေးစွမ်းနိုင်ပါတယ်ဒီအချက်လေးတွေကိုနေ့စဉ်လေးအကျင့်တစ်ခုအနေနဲ့လုပ်ကြည့်မယ်ဆိုရင်ပိုပြီးထူးခြားတဲ့ရလဒ်ကိုခံစားရမှာပါစိတ်ချမ်းမြေ့စရာကောင်းတဲ့မနက်ခင်းလေးဖြစ်ပါစေ